Good morning มา Good morning มาဒီမှာဒီအပွင့်လေးကိုဟော်လန်လို့ခေါ်တယ်ဟော်လန်အရန်မျက်စိလေးရာနှာခေါင်းလေးရာမျက်နှာလေးလည်းရာသူကလေတိုက်တိုင်းမှာလေသူကလေတိုက်တိုင်းမှာဘယ်လိုပြောမလဲသူအမှုံလေးတွေကလေတကယ်ကိုဝါထိန်နေရောမအဲ့လိုမျိုးသူကအမှုံနေလွင့်တာလေအမှုံနေလွင့်တော့လူတိုင်းတော့တရားမဟုတ်တရားမဟုတ်လူတိုင်းနော် Good morning ပြောမလို့မျက်စိရာစေတဲ့အမှုံနဲ့သွားညာနေနော်အဲ့ဒါပြောချင်တာ Good morning ပါမြန်မာပြည် God bless မြန်မာပြည်ကိုဖျားသခင်ကောင်းကြီးပေးတယ်မြန်မာလူမျိုးတွေမြန်မာနိုင်ငံမှာရှိတဲ့သူအယောက်စီတိုင်းကိုဖျားသခင်ကောင်းကြီးမင်္ဂလာကျေးဇူးတော်ငြိမ်သက်ခြင်းနဲ့ကြွယ်ဝချမ်းသာခြင်းတက်ရောက်ပါစေလို့နော် Good evening USA နောက်ဆက်ပါတယ်ဟောင်ကောင်ထိုင်ဝမ်အယောက်စီတိုင်းဖျားသခင်ထမကောင်းကြီးမင်္ဂလာတက်ရောက်ရရှိခံစားပါစေနော်မနေ့ကကျမပြောလိုက်တဲ့မှာအာခန်ဆိုတဲ့ဒီခါနာမြို့တဲကနော်ယေရီခေါမြို့တဲကဒီတမဲဆရာပစ္စည်းကိုပေါ့နော်တိန်းလာမိတဲ့အတွက်ကြောင့်သူတယောက်တည်းပစ္စည်းတတာမကပေါ့နော်သူ့ရဲ့သားသမီးတွေပါအကုန်လုံးပါတယ်မနေ့ကအဲ့ဒါလေးကိုလေကျမလေ focus လေးလုပ်မိတယ်ဒါပေမဲ့ပြောဖို့မေ့သွားတာဘာလဲဆိုတော့မိခင်ဖခင်နော်မိခင်ဖခင်ရဲ့လှုပ်ဆောင်ချက်ကသားသမီးတွေအပေါ်မှာဘလောက်ထိတက်ရောက်လဲဆိုတာပြောချင်တာဖြစ်တယ်ဟုတ်ပြီသူ့အဖေကမကြည့်လူနှစ်တန်းထဲမှာဟုတ်ပြီသူတို့စစ်တိုက်တဲ့လူကထားလိုက်ပါတော့တသန်းလို့ထားလိုက်တော့ဒါဥပမာပြောတာနော်ကျွန်မအတိအကျမသိလူဘယ်နှယောက်စစ်တိုက်လဲကျွန်မမသိကျွန်မထင်တာတော့အကုန်လုံးလောက်ကတကယ်တွတ်လက်ဖြစ်လက်တွေဆိုတော့လေအရင်အဆင်ပြေတယ်ဆိုတော့သူ့အဖေကဒီလိုမျိုးလှုပ်လိုက်တဲ့အခါမှာသူ့ရဲ့ sojo consequences ကတားသမီးတွေပေါ်မှာလာထိခိုက်တယ်နော်အကယ်၍သူ့အဖေကဒီလိုမလုပ်ခဲ့ပဲနဲ့တရားမျှတတဲ့အလုပ်ကိုလုပ်ခဲ့ရင်လေသူ့သားသမီးကဘာဖြစ်မလဲဆိုလေဒီရဲ့အကျိုးသက်ရောက်မှု consequences ကိုတစ်ခါပြန်ရမှာဖြစ်တယ်ဆိုတော့မိဘတွေအနေနဲ့လှုံ့ဆော်တဲ့အခါမှာအရန်ကိုတတိထားဖို့ကျမပြောချင်တာဖြစ်တယ်မိသားစုတစ်ခုမှအမို့ထားလိုက်ပါတော့အခုလိုမအားလာတို့ကနော်တခြားဒီမတရားသူများပစ္စည်းကိုသိမ်းတဲ့သူတွေတတ်မဲ့တဲ့သူတွေနော်ဒီလှုပ်ဆောင်ချက်တွေကဖျားသခင်ကအားလုံးကိုသိတယ်ဆိုတာကိုလည်းပြောပြချင်တာဖြစ်တယ်ဒီအကျိုးအပြစ်ကသူ့ကိုသားသမီးတွေအပေါ်မှာမတက်ရောက်ရအောင်ကိုကအမြဲတမ်းဘာလို့ဘာပြောတတိဝိရိယရှိရမယ်ဆိုတာကိုအနေငယ်ပြောချင်တာဖြစ်တယ်သားသမီးကလည်းမိအလုံးလုံးပြီးဆိုလို့ရှိရင်မိဘမျက်နှာကိုထောက်ရမယ်အလုံးလုံးပြီးဆိုတော့ဥမာဘာပဲလုံးပြောချင်တာလေဘာပဲလုံးပြောချင်တာအဲ့ဒါဘာလဲဆိုလို့ရှိရင်ဥမာဒီနိုင်ငံမှာလည်းဒီလိုပဲနော်ဥမာပြဿနာတစ်ခုတက်တယ်ဒူးစိုက်တစ်ခုပြုတ်မိတယ်နော်မူးလို့ကားမောင်းရင်းနဲ့မူးလို့ဟုတ်လားသူတို့ထောင်ကြခိုင်းတယ်နော်နောက်ပြီးလို့ရှိရင်သူတို့ချက်တယ်တော့မလုပ်သူတို့အရန်စောက်ကြည့်တယ်အမေရိကန်လေဘလို့စောက်ကြည့်တဲ့ညမှာဝါသနာပါလို့တရက်နှစ်ရက်တစ်လနှစ်လသူတို့စောက်မကြည့်နေ့နဲ့ချီပြီးသူတို့စောက်ကြည့်တယ်၃နှစ်ကနေ၅နှစ်အထိစောက်ကြည့်လူတယောက်ကိုလေလူတယောက်ကိုလူအများတော့မပြောနဲ့ဆိုတော့သူတို့ကစောက်ကြည့်ပြီးတော့မှဒီလူကတဖြည်းဖြည်းနဲ့ warning ပေးထားရတာနဲ့ဆက်ပြီးလုံနေရင်တော့ accuse မရှိဘူးเนาะ accuse မရှိဘူး၄နှစ်၃နှစ်၂နှစ်ဒီလိုမျိုးတွေထောင်ကြကြတယ်။မှကားဖြည်းဖြည်းမှဟိုကျမတို့စီမှာ women to ဆိုတဲ့ကောင်လေးတယောက်ရှိတယ်။ကောင်လေးဆိုမဲ့သူလဲ43လောက်ရှိပြီထင်တယ်43 44လောက်အဲ့လောက်ရှိမယ်ထင်တယ်။ဒါပေမဲ့ तू ကပထမအမေရိကန်ရောက်တဲ့ချင်းကောင်လေးเนาะအမေရိကန်ရောက်တော့ तू ချင်းဗုဒ္ဓဘာသာလေးเนาะအဲ့ဒါအမေရိကန်ရောက်တဲ့အခါမှာသူ့အမကဗုဒ္ဓဘာသာဆိုတော့ तू ကနေတာကခရစ်ယာန်အတိုင်းဝိုင်းနဲ့နေတယ်เนาะခရစ်ယာန်အတိုင်းဝိုင်းနေတယ်ဖျားเจ้าလေးနည်းနည်းပါးပါးလှုပ်ထားတာတော့ तू တနင်္ဂနွေနေ့ဆိုလို့ရှိရင် तू သွားမယ် तू ဗာလဲဟိုစာလေးဗာလဲtumbling လေးဟိုစာလေးကို तू ယူပြီးတော့ तू ဟို
တီးတတ်တယ်ပေါ့နော် तू ကဗမာပြည်မှာနေတော့ကအကြောင်းစိတ်ရဟုတ်တယ်အဆောင်မှု तू လုတ်ခဲ့တယ်ဆိုတာခဏခဏပြောတယ်ဒါပေမဲ့ तू အဲ့လိုမျိုးအလုတ်ကိစ္စနဲ့ပတ်သက်ပြီးတော့ तू စိတ်ညစ်ရာကနေပြီးတော့မှ तू စိတ်အဲ့ဒီအရက်ကို तू အရက်တော့မှမူယူမဟုတ် तू ဘီယာလောက်ပါပဲအဲ့တစ်ခေါက် तू ကားမောင်းတာကားနေလို့ဆိုပြီးတော့မှသူလဲ3-5ခါစောက်ကြည့်ခြင်းခံရပြီးတော့ तू လဲပြန်ပြီးတော့အဲ့လိုမျိုးအချုပ်အနှောင်ခံရတယ်အဲ့မှ तू တော်တော်စိတ်ဓာတ်ကျနေပြီနော်နောက်တစ်ခါမြန်တော့အဲ့လိုဆိုပြီးနောက်တစ်ခါတက် तू မူးနေတော့လေအရှိန်ကို तू ကအဲ့လိုမျိုးလေ limit ဗာလဲဒီကားရဲ့ limit ကိုဘေးနားမှာဒီလိုပဲရေးထားလမ်းဘေးနားမှာရေးထားတာဖြစ်တယ်အဲ့ဒီ minute တိုင်းသွားရင်ရတယ်ဒါပေမဲ့ तू မှာဘာ worry ရှိလဲမသိတော့အဲ့လိုပဲ तू နေတာအကုန်လုံးကအနည်း20ကျော်လောက်ပဲကျွန်တော်တို့ထက်အရင်အနည်း20ကျော်တယ်ဆိုတော့ကျွန်တော်တို့တွေ့တဲ့အချိန်မှာတော့ဒီ44နှစ်ဆိုတော့စဉ်းစားကြည့်အသက်20ကျော်လောက်ကနေ तू ရောက်လာတာဆိုတော့ तू ကအဲ့ဒီတမျိုးတပြည်နယ်ပြီးတပြည်နယ် तू ပြောင်းလာနောက်ဆုံးဒီ North Carolina ကဒီအဖွဲ့အစည်းတဲ့ तू ရောက်လာတယ်နော်ရောက်လာတဲ့ခါကျတော့ခင်တယ်ကျွန်မလည်းမမီးနဲ့ तू ကခင်တယ်မမီဆီယာမတခါခါကြရင် तू ကအဲ့လိုမျိုးခေါ်တယ်ဘာလို့စီချင်လဲဘာလို့ချင်လဲကျွန်တော်ခိုင်းမအဲ့လိုမျိုးပေါ့နော်အဲ့နဲ့သူများတွေကလည်းခိုင်းကြတယ်ခိုင်းမိဘာလို့ကြလဲဆိုလို့ရှိရင်မတရားကလေနော်ဘီယာတဘူးလောက်ပေးပြီးတော့အတကုံခိုင်းတာတော့ဘီယာတကက်လောက်ပေးတာသူတောက်ပြီးတော့သူလုံးနေရောနော်အဲ့ဒါလွန်ခဲ့တဲ့2လ3လလောက်ကထင်တယ်ဆုံးသွားပြီနော်ဟိုဒီကမက္ကဆီကန်နဲ့သွားတောက်စားရကနေဗာပြဿနာတက်လာလဲမသိဘူး poison မိတယ်ဆိုပြီးတော့သူ့ကိုအဲ့လိုမျိုးပေါ့နော်ဆုံးသွားတယ်ကျမကတော့2မျိုးလို့မဆုံးနော်သူကဧဝံဂေလိနဲ့ပတ်သက်လာလို့ရှိရင်သူကတဲ့မြန်မာပြည်မှာကလေးဒီဧဝံဂေလိသတင်းစကားကိုသူကရထားပြီးသားယေရှုခရစ်တော်ဒီကယ်တင်တော်ဖခင်ဖြစ်တယ်ခေါ်ရင်ထူးတဲ့ဖခင်ဆိုတာကိုသူခဏခဏတက်တည်ခံတယ်ဒါပေမဲ့သူယဉ်နှစ်ချင်းမခံလိုက်ရအောင်နော်ယဉ်နှစ်ချင်းမခံလိုက်ရအောင်ကျမကလည်းဗာပြောလိုက်လေသူ့တခါတည်းမှတ်ထားအောင်ပြောလိုက်တယ်မင်းယေရှုကိုနှလုံးသားထဲမှာယုံတယ်မင်းကယ်တင်ခြင်းရပြီဘာဖြစ်လဲဆိုသူကအနောင်အဖွဲ့ကသူ့အမကသူ့ကိုအဲ့လိုမျိုးပေါ့နော်မလုံစေချင်ဘူးပေါ့နော်ကျမတို့လည်းဘာမှအတင်းအကျပ်တက်လို့လို့မရဘူးနော်တက်လို့လို့မရဘူးဆိုတော့သူကလည်းအဲ့လိုမျိုးယဉ်နေချင်းခံမို့လှုပ်လိုက်နောက်အကိစ္စတစ်ခုကြောင့်ပြတ်သွားလိုက်နောက်လူတယောက်ကစိတ်ဆိုးလိုက်နောက်တစ်ခါသူ့ကိုမပို့လိုက်ဘာဒီလဲမသိသူခင်ဗျာလေဒီနှစ်ချင်းခံဖို့ကိုမရောက်နိုင်ဘူးเนาะဒါပေမဲ့ကျမနဲ့သူလေတော်တော်ကြာ2024-25တဝက်လောက်အထိကကျမနဲ့သူတမချမ်းစာတယ်သူဖတ်ပြီးတော့သူဆွေးနွေးတယ်เนาะဖျားခင်သူကောင်းကြီးပေးဖို့ကျမတို့လည်းအမြဲတမ်းဆုတောင်းတယ်ပေါ့เนาะဒါပေမဲ့သူဝိညာဉ်နဲ့ခန္ဓာနဲ့ကွဲသွားတဲ့အခါမှာဘယ်လိုအခြေအနေရှိလဲကျမမသိဘူးကျမယုံကြည်တာကသူယုံကြည်ရာကိုဖျားသခင်ကယ်မနိုင်တယ်ဆိုတော့ကျမယုံကြည်တာဖြစ်တယ် Okay let it be เนาะဒါတဲ့မနေ့ကဒီအခါအကြောင်းပြောပြဒီနေ့ကျမဂီးပေါင်တွေအကြောင်းပြောပြမယ်နော်ဂီးပေါင်တွေအကြောင်းကိုပြောပြမယ်ဂီးပေါင်လူမျိုးကအယက်ညံရှိတာเนาะအယက်ညံရှိတယ်သူတို့ကဘာလုပ်လဲဆိုလို့ရှိရင်တဲ့သူတို့ကယောရှုစီကိုသူတို့ကလာတာနော်လာတဲ့အခါမှာယောရှုကဘာလဲဆိုလို့ရှိရင်ယောရှုကသူကကျမ်းစာဖတ်တယ်နော်ဒီစစ်ဘက်ဆိုင်ရာတွေမှာဖျားသခင်ရဲ့ညွှန်ကြားချက်အတိုင်းသူလိုက်လုပ်တယ်နော်ဖျားသခင်ရဲ့ညွှန်ကြားချက်အတိုင်းသူလိုက်လုပ်တယ်လိုက်လုပ်တဲ့အခါမှာသူကအဲ့ဒီအခါကျတော့နော်သူ့လူတွေကအရင်ဥအောင်စကားပြောလိုက်တဲ့အခါမှာဖျားသခင်သူတို့မမေးမိလိုက်ဘူးနော်မမေးမိလိုက်ဘူးဆိုတော့အဲ့ဒီဂိဘောင်လူမျိုးတွေကတဲ့သူတို့တည်င်းကြားတယ်ဒါပေမဲ့တစ်ဖက်ကလူမျိုးကြီးခုနှစ်မျိုးဟီတီဗာလဲဒီဟိုစာပေါ့နော်ဒီခါနနီတို့ဘာတို့ညာတို့အဲ့ဒီလူတွေအကုန်လုံးခုနှစ်မျိုးလုံးကသူတို့ကပေါင်းထားလိုက်ပြီပေါင်းထားပြီးတော့အတကုံတိုက်မယ်သူတို့ကအဲ့လိုစိတ်ကူထားတယ်ဒီဂိဘောင်တွေကြတော့တစ်ဖက်ကတော့ဘာလဲဆိုလို့ရှိရင်မတိုက်ဘူးနော်ငါတို့ကမနိုင်ဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်ဟိုးလွန်ခဲ့တဲ့အနှစ်40ကနော်သူတို့ကတမိုင်းနဲ့ကိုချီတာလွန်ခဲ့တဲ့အနှစ်40ကတည်းကဖျားသခင်ကသူတို့ကိုဒီခန္ဓာမျိုးကိုပေးမယ်ဆိုတဲ့ဂတိစကားကသူတို့ဣသရေလတွေအဲဂုတုအီဂျစ်ကနေစထွက်လာကြတဲ့ကမဟိုနေ့ကပြောပြတယ်ရာခတ်အမျိုးသမီးလို့သူတို့လည်းအဲ့လိုပဲကြားတာနော်ကြားတော့သူတို့မျိုးထဲမှာရှိတဲ့လူကြီးတွေနော်အကြီးအကဲတွေအကုန်လုံးတိုင်ပင်ပြီးတော့တန်တမန်အနေနဲ့ဒါပေမဲ့တန်တမန်ဆိုတော့လေဟိုခန်းခန်းနာမဟုတ်နော်သူတို့ကဘယ်လိုလဲဆိုလို့ရှိရင်သူတို့ကဘယ်လိုလုပ်လဲဆိုရင်အဆုပ်ဆုပ်ပြက်နဲ့ခကြီးအဝေးကျလာတဲ့ပုံကတရေဘူးကလည်းအဟောင်းစပြည့်ရလည်းအဟောင်းနောက်ဖနက်ရလည်းအဆုပ်အဲ့လိုမျိုးပေါ့နော်သူတို့စီးရသူတို့အဝတ်တွေဘာတွေဟောင်းနော်သူတို့စပင်းတွေဘာတွေတခါတည်းဖလာဖလဲပြီးတော့သူတို့အဲ့လိုမျိုးလာကြတယ်အဲ့လိုလာကြတဲ့ခါကျတော့ခါတယ်
ယောရှုရဲ့တပည့်လက်သားတွေကလူစိမ့်ဝင်လာတယ်ဆိုတော့လူစိမ့်သူတို့ပြန်ပြီးတော့သူတို့တခါတည်း gad လုတ်ပြီးတော့ခေါ်လာတယ်ပေါ့ယောရှုစီကိုခေါ်လာတဲ့အခါကျတော့သူတို့ဘယ်လိုဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်သူတို့ကအရင်ပြောတယ်ကျွန်တော်တို့ကတဲ့ကျွန်တော်တို့ကအဝေးရလာတယ်ဟုတ်တယ်ဘယ်အဝေးကြီးရလဲဟာအရန်ဝေးတယ်တဲ့ကျွန်တော်တို့ကိုတဲ့ကျွန်တော်တို့ကြည့်အဝတ်အစားတွေအကုန်လုံးစုပ်နေပြီနော်အမကြီးအစားအစာတွေလည်းမှုတ်တက်နေပြီကျွန်တော်တို့လာတော့ဒါတွေကအကုန်လုံးက fresh ပဲပေါ့နော် fresh food တွေပဲဒါပေမဲ့အခုကျတော့မှုတ်တက်သွားပြီကျွန်တော်တို့ဘလောက်တောင်ကြာလဲဆိုလို့ရှိရင်အရန်မှုတ်တက်သွားပြီစပည့်ရေဆိုလဲခရေဘူးဆိုကြည့်ဟောင်းနွားနေတယ်ဘာညာနဲ့ပြောတဲ့ခါကျမယုံရင်ကြည့်ပါဘာညာနဲ့အဲ့လိုပြောတော့သူတို့ဖျားအောင်မမေ့အားတော့အရန်တနာအရန်တနာသွားတယ်နော်သူတို့အရန်တနာပါပြီးတော့မှသူတို့စီကတခြားတဲ့ကောင်းတဲ့ဟာလေးတွေပါတယ်မျှမြစ်ပြီးသူတို့ပါဇက်ထဲအရင်ထည့်လိုက်မိတယ်ထည့်လိုက်မိတဲ့ခါကျတော့ယောရှုကโอเคအဲ့ဒါဆိုလို့ရှိရင်ငါတို့ဘာလုပ်ပြရမလဲကျွန်တော်တို့တိုင်းပြည်ရောက်လို့ရှိရင်ပေါ့နော်ကျွန်တော်တို့ချမ်းသာပေးဖို့ပေါ့နော်သူတို့မျိုး၃မျိုးဟောတယ်ဂီးပေါင်ရဲ့နောက်2မျိုးရှိသေးတယ်เนาะဒါပေမဲ့အဲ့ဒီဂီးပေါင်လူမျိုးတွေရဲ့အကြောင်းကိုအဲ့ဒါနဲ့သူတို့ကဘာပြောလဲဆိုအဲ့လိုပြောတော့ဟုတ်ပြီဒါဆိုလို့ရှိရင်သူတို့ခဏဒီမှာပေးနေနောက်နေ့မှနည်းနည်းနားနေဖြစ်မှတော်ပေါ့เนาะသူတို့အဲ့လိုမျိုးပြောတာဖြစ်ဆိုခီယူဝေးရလာတယ်ဆိုလို့လေအဲ့ဒါနဲ့သူတို့ဘယ်လိုပြောလဲဆိုလို့ရှိရင်ဣသရေလလူမျိုးတွေကဒီလိုပဲရှေ့တန်းသွားတဲ့ဒီခြေမြန်တက်သားလေးတွေကအရှိမ2ရက်3ရက်သူတို့ခီယူကိုသွားထားတာသွားတာပဲသူတို့တွေပြန်လာတယ်ကြတော့ဒီလူဂီးပေါင်ရွာအောင်လဲသူတို့တွေ့ခဲ့တယ်ဟာဒါဆိုလို့ရှိရင်ဒီလူကတည်းကငါတို့တက်ထဲရောက်နေဆိုအမြန်သေးလာတဲ့ခါကျသူတို့ကအေးချမ်းလေးကောင်းစားတောင်းနေတယ်နော်ကောင်းစားတောင်းနေအဲ့ဒါနဲ့သူတို့ကဘာပြောလဲဆိုယောရှုအရန်စိတ်ဆိုဘာဖြစ်လို့ညတို့ငါတို့ဒိန်တာလဲတဲ့သူတို့အဲ့လိုပြောတယ်အမလီကိုရော်ရဲ့တဲ့ကျွန်တော်တို့တောင်းပန်ပါတယ်တကယ်ဆိုလို့ရှိရင်ကိုရော်ရဲ့အသက်ရှင်တော်မူသောဖယားကတဲ့လွန်ခဲ့တဲ့မောရှေလက်ထက်ကလေးကတဲ့ကိုရော်ကိုတဲ့ဒီခန္ဓာပြေကိုပေးမယ်ဆိုတာเนาะဒီလူမျိုးကိုခန္ဓာပြေကိုပေးမယ်ဆိုတာကျွန်တော်တို့ကကြားပြီးသားတဲ့ဆိုတော့ကျွန်တော်တို့အမျိုးနဲ့ကျွန်တော်တို့လူမျိုးကျွန်တော်တို့ဒီဆွေမျိုးသားတကကျွန်တော်တို့ရဲ့သားစီမြေဆက်တွေမပြောင်းပြည့်ရအောင်เนาะမပြောက်ပြရအောင်ကျွန်တော်တို့ကဘာလုပ်မလဲကျွန်တော်တို့ကဒီလိုမျိုးပေါ့နော်လာရောက်ပြီးတော့မိတ္တဟာယအနေနဲ့ပေါ့နော်တန်တမန်လာပြီးတော့ကျွန်တော်တို့ဝန်ချတာပေါ့နော်အဲ့လိုမျိုးသူတို့ကပြောလိုက်တယ်သူကပြောတာပေါ့နော်အဲ့ဒါပြောတဲ့အခါမှာတဲ့အဲ့ဒါနဲ့ဒါဆိုလို့ရှိရင်ယောရှုအရန်စိတ်ဆိုးသူတို့ငါတို့လက်လိန်နေဆိုဒါပေမဲ့သူတို့ပြောရလဲမှန်တယ်လေနော်သူတို့ဗာလဲတကယ်ကိုဖျားသခင်ကစစ်တိုက်တဲ့နေရာမှာအပြတ်ရှင်းရမယ်လူမျိုးတွေမှာသူတို့ပါတယ်နော်ပါတဲ့အခါမှာတဲ့အဲ့နဲ့တော့ဗာပြောလဲဆိုရင်ကဲဒါဖြစ်ဆိုလို့ရှိရင်နေဣသရေလလူမျိုးတွေအတွက်တို့အားလုံးတရွာလုံးထင်းခုတ်ရေခတ်နော်အတီးအနှံရှာနော်အိမ်တော်အမှုအရာမှာရေပူဇော်တဲ့အခါမှာလိုအပ်တဲ့မီးရှို့ဖို့တစ်တေဝါးတွေဘာညာအကုန်လုံးလိုအပ်တဲ့အကုန်လုံးအခြေခံအလုပ်တွေအကုန်လုံးတို့လှုပ်စေဆိုပြီးတော့တတ်မှတ်ပေးလိုက်တယ်တဲ့တမပေးလိုက်တဲ့ဂီးပေါင်လူမျိုးတွေအယောင်ဝမ်းတာသွားတယ်သူတို့မတတ်ရင်တော်ပြီနော်ထေးမဲ့ခုတ်ဝါပဲခုတ်နော်ဘာပဲလောက်သူတို့ကလုံမယ်လို့ဆိုပြီးတော့သူတို့ဟာဟုတ်ကဲ့ပါကျမတို့လုံပါမယ်ပေါ့နော်ဒီဖျားသခင်ရဲ့စကားကိုသူတို့ကလက်ခံယုံကြည်ပြီးတော့ဒီနေ့တိုင်အောင်တဲ့သူတို့ဒီဂီးပေါင်လူမျိုးတွေကဣသရေလလူမျိုးတွေနဲ့နေကြတယ်တဲ့နော်နေကြတယ်တဲ့အဲ့လိုမျိုးပေါ့အဲ့လိုမျိုးပဲနော်တခါတလေကြားလို့ရှိရင်ကျမတို့ကိစ္စတွေကတနာချင်းဂယုတနာတဲ့စိတ်ရှိသွားတဲ့အခါမှာဘယ်တော့ဘယ်ဝါလဲမသိတော့ဘူးသူများလာလိန်နာလားလာညာလားမသိတော့ကျမတို့ကဘာလုပ်ကြလဲဆိုလို့ရှိရင်ဗာလဲတနာသွားတယ်နောက်မှစုံစမ်းလို့ဟဲ့တို့ကဒီနာဘာညာအဲ့လိုမျိုးကနောက်အဲ့ဒါနောက်တကန်တော့လောလောဆယ်ကတော့ဘာဖြစ်သွားလဲတနာဝါပြီးတော့လက်ခံလိုက်မိတယ်ဒါကြောင့်ဘုရားသခင်ရဲ့နာမ၌တို့ကလည်းโอเคတို့မတတ်ဘူးဆိုတော့ကြိတ်ဆိုမိတဲ့အတွက်ကြောင့်တယောက်မှတို့ထိလို့မရဘူးမထိနဲ့တော့ဘုရားသခင်ကိုလည်းငါတို့မမေးဘဲနဲ့ငါတို့လက်ခံလိုက်မိတယ်ဘုရားသခင်ကိုမမေးဘဲနဲ့ငါတို့ကြိတ်ဆိုမိတယ်ဒါပေမဲ့ဒီကြိတ်ဆိုတဲ့ဂတိအတိုင်းပဲသွားပြီးတော့เนาะတို့ကိုအသက်ရှင်ခွင့်ပေးရမယ်နေထိုင်ပိုင်ခွင့်ပေးရမယ်လို့ဆိုပြီးတော့မှကိုတတ်မှတ်လိုက်တာပေါ့เนาะတတ်မှတ်လိုက်တယ်အဲ့ဒီလိုပဲเนาะဒေသနာကျမ်းကိုပြန်လာတဲ့အခါမှာဒေသနာကျမ်းကရှောလမုန်ရေးထားတာเนาะရှောလမုန်မင်းရေးတယ်တုတ်တံမှာလည်းရှောလမုန်ရေးထားတယ်เนาะဒေသနာကျမ်းမှာလည်းရှောလမုန်မင်းရေးထားတယ်ဒါပေမဲ့ဒီရှောလမုန်မင်းကအစပိုင်းမှာတော့ဘုရားသခင်နဲ့အရန်သူမိတ္တဟာယဖွဲ့ပြီးတော့ဘုရားသခင်ထံမှာဉာဏ်ပညာကိုတောင်းရကနေဘုရားသခင်ကစိတ်ထဲမှာတကားတဲ့เนาะ
အရင်စိတ်ကြည်နပ်ပြီးတော့အော် तू ကဉာဏ်ပညာတောင်းတယ်ဣတရလူမျိုးတွေငါလူမျိုးတွေသွာလာလှုပ်ရှားနေထိုင်ဖို့ဉာဏ်ပညာနဲ့ဘယ်လိုအုပ်ချုပ်ရမလဲဆိုတာကိုပြောခြင်းဖြစ်တယ်လို့နော်အဲ့ဒါကြောင့်မလို့ဖျားသခင်ကအရင်ရှောလမုန်ကိုကောင်းကြီးပေးလိုက်တယ်ဘာဒီကောင်းကြီးပေးလိုက်လဲဆိုလို့ရှိရင်စီစိန်ကိုချမ်းသာကိုအေးချမ်းမှုကိုတာယာမှုကိုဘယ်လောက်ထိတာယာသွားလဲဆိုရင်သူကတိုင်းပြည်တိုင်းနဲ့မိတ္တာယာဖွဲ့သူဉာဏ်ပညာကောင်းတော့မေးသမျှတွေအကုန်လုံးဖြေနိုင်တယ်ဉာဏ်ပညာနဲ့သူတည်ဆောက်နိုင်တဲ့အခါကျတော့ချောလမုန်လူမျိုးနောက်မှလည်းမရှိဘူးအရှိမှလည်းထပ်မပေါ်လာနိုင်တော့ဘူးတဲ့ဖျားသခင်ကဒီလိုပြောတာတဲ့နော်အဲ့ဒီခါကျတော့တဲ့အဲ့ဒီခါကျတော့သူတို့ကဘာလုပ်လဲဆိုလို့ရှိရင်ချောလမုန်ကနော်မိမတွေဟိုတိုင်းပြည်ကလည်းအရန်တော်တဲ့ဘီရင်ဆိုတော့ဟိုမိမတွေဟိုသူ့သမီးကိုဆက်တက်လိုက်နောက်တက်တဲ့မိမတွေကအရန်ညာသွားတယ်မောင်မမိတ်တာနေကဘယ်လောက်ရှိသွားလဲဆိုတော့ထောင်ကျော်တောင်ရှိသွားတယ်တဲ့နော်အဲ့ဒီအခါမှာတဲ့အသက်ကြီးလာတဲ့အခါကျတော့ဒီမိန်းမတွေကသူတို့ယူလာတဲ့သူတို့ရဲ့ဩဝါဒတွေအဲ့ဒီခါကျမှဒီနတ်ဖျားလေးမှာသွားပြီးတော့မှရစ်ပူဇော်ဖို့ရှင်မြင်းကြီးကိုယ်တိုင်လိုက်ပြီးတော့ဟိုဟာလေးလှုပ်ပေးပါဒီဟာလေးလှုပ်ပေးပါမိတ်ခွန်းပြောပြအဲ့လိုအစမှာတေးနဲ့နောက်ပိုင်းကျတော့အကြီးကြီးဖြစ်လာတဲ့ခါကျတော့သူကအဲ့လိုမျိုးခံစားနေရတဲ့အချိန်မှတောင်မှသူကဒီအောင်မြင်မှုနဲ့ချမ်းသာမှုကြွယ်ဝမှုပိုင်ဆိုင်မှုတွေအားလုံးကအနတ္တနော် vanity နော်အနတ္တဘာမှဟိုဥစားမဖြစ်ဘူးเนาะဘာမှမတည်မြဲဘူးပေါ့เนาะဘာမှမတည်မြဲဘူးအဲ့ဒါကိုပြောချင်တာဆိုတော့အဲ့ဒီအကြံကိုရေးထားတယ်ဒီဘက်ကရှင်ယောဟန်ကိုလာတဲ့အခါမှာတခင်ဖျားရှင်ပြန်ထမြောက်ရအခန်းကိုရောက်နေပြီเนาะကျမတို့လာမဲ့ဒီတနင်္ဂနွေကဖမ်ဆန်ဒေးဖြစ်တယ်เนาะဖမ်ဆန်ဒေးဖြစ်တယ်ဟိုဗာလဲလာမဲ့ကြာတာပဒေးနေ့မှာကျတော့the last supper ရှိတယ်ပြီးရင်တညလုံးညှင်းဆက်နှိပ်ဆက်ခြင်းကိုခံတယ်ပြီးလို့ရှိရင်Friday မှာကာတင်ခံရမယ်เนาะပြီးလို့ရှိမှเนาะကြိုပြီးတော့3ရက်မြောက်တဲ့နေ့မှာပြန်လည်ပြီးတော့တနင်္ဂနွေနေ့မှာ9ရက်တင်ပထမနေ့တခင်ဖျားထမ်းမြောက်ရမူရနေ့ဥပုံနေမဟုတ်ဘူးเนาะကျွန်မခဏရှင်းပြတယ်ဒါကလည်းကျွန်မအစတော့ကျွန်မတို့မသိဥပုံနေလို့ကျွန်မတို့သုံးတယ်ဆရာပက်ထရစ်ကရှင်းပြမှာကျွန်မတို့ဥပုံနေဆိုတာစနေနေ့ကိုပြောတာဖြစ်တယ်တနင်္ဂနွေနေ့က9ရက်တွင်ပထမနေ့ရဲ့တခင်ဖျားထမ်းမြောက်ရနေ့ဒါကိုပြောချင်တာဖြစ်တယ်တခင်ဖျားထမ်းမြောက်တဲ့အတွက်တခင်ဖျားနေ့လို့လည်းခေါ်เนาะဆိုတော့အဲ့ဒါဆိုတော့ကျွန်မတို့ကဒီလိုမျိုးလာမဲ့အပတ်ပေါ့နော်ဒီအပတ်ကနေစပြီးတစ်ပတ်လုံးနော်အားကြောင့်မလို့အဲ့လိုရှင်ပြန်ထမြောက်တဲ့အခါမှာမာဂဒလမာရီကအရင်ပြေးသွားပြီးတော့အခေါင်းထဲ့တဲ့အလောင်းထဲ့တဲ့ဒီတင်းချိုင်းကူထဲမှာ तू ကမတွေ့ဘူးမတွေ့တော့လေအရန်စိတ်ပူသွားပြီးတော့ဒါဆိုလို့ရှိရင်တို့ဒီအခေါင်းအလောင်းကိုပေါ့နော်အလောင်းကိုတနေရတော့ယူသွားလောက်ပြီလို့အဲ့လိုမျိုးသူတို့ထင်နော်ထင်တဲ့အခါကျတော့အဲ့ဒီထင်လိုက်တဲ့စိတ်ဓာတ်ကကျမတို့ဒီလိုပဲပစ္စည်းတစ်ခုဒီနားမှာရှာလို့မတွေ့တော့ဘူးဆိုလေဘယ်မှာမှရှာမတွေ့တော့မျက်စိကမှောက်သွားနော်အဲ့ဒီအချိန်မှာ तू ကပပြေးပြီးတပည့်တော်ပြောရှင်ပေတူနဲ့တပည့်တော်တယောက်နော်တက်ပြောတဲ့ခါမှာ2ယောက်လုံးပြေးလာပြီးကြည်တော့မရှိဘူးမာဂါလာမာရီယာပြန်ထပ်လိုက်လာတဲ့ကအဂူဝမှာတရှုပ်နဲ့သူထိုင်ငိုနေတဲ့ခါကျတော့အဲ့ဒီမှာတခင်ဖျားကထမြောက်ခန္ဓာကိုယ်နဲ့မာရီလို့ခေါ်လိုက်တဲ့အခါမှာရာဘီတဲ့သူအတန်ကိုတော့သူမှတ်မိသွားတယ်ပထမတော့သူမမှတ်မိသူဘာပြောလဲဆိုလို့ရှိရင်တခင်ဖျားသူစီလျှောက်လာတဲ့အခါကျသူဘာပြောလဲဆိုလို့ရှိရင်အလောင်းတော်ကိုဘယ်ကိုယူသွားလိုက်လဲတဲ့သိရင်ပြောပြပါဆိုပြီးငိုနေရောဘာဖြစ်လဲဆိုသူတို့ကတခင်ဖျားကိုသူတို့လူအနေနဲ့သူတို့အရှိမနော်တောက်ကြနေမှာလဝါကားတိုင်မှာတင်ပြီးတတ်လိုက်တယ်ဆိုတော့သူတို့မျက်စိအရှိမသူတို့တွေ့ခဲ့တာဘလုံးမပြန်မရှင်နိုင်တဲ့လူပေါ့လူဆိုရင်တော့ဘလုံးမရှင်နိုင်ဒါပေမဲ့တခင်ဖျားသူတို့ပြောထားပြီးသားရှင်ပြန်ထမြောက်မယ်ဆိုတာပြောထားပြီးသားဒါပေမဲ့ရရစစ်ရိုက်နဲ့နှိမ့်ဆက်ပြီးတော့ကားတိုင်းထက်မှာတခါတည်းလောက်ဝါ
ကိုတန်ချက်နဲ့ရိုက်ပြီးတော့မှဆွဲတင်ထားပြီးတော့ခြေထောက်ကိုတခါတည်းခြေထောက်နှစ်ခုကိုထပ်ပြီးတော့တန်ချောင်းကြီးနဲ့တန်အကြီးစားကြီးနဲ့ပေါ့နော်ဒီလောက်အကြီးစားကြီးနဲ့တခါတည်းရိုက်ထည့်ထားတယ်ဆိုတော့ဘလို့မှပြပွိုက်စေအနေနဲ့တောင်သိနိုင်တယ်ပေါ့နော်ဆိုတော့မာဂါဒလာမာရီယာသူကအဲ့လိုမျိုးစဉ်းစားတဲ့ခင်ဗျာတခင်ဖျားကဗာပြောလဲဆိုတော့အလောင်းတော်ယူသွားတဲ့နေရာတိတယ်ဆိုရင်ပြောပါတဲ့သူကတရရောက်ပေါ့နော်ဒီဝင်းနာမှာရှိတဲ့လူတရရောက်လို့သူကထင်တော့သူကအဲ့လိုပြောတဲ့အခါကျတော့အဲ့မှာတခင်ဖျားခေါ်လိုက်တယ်မာရီတဲ့အဲ့လိုခေါ်လိုက်တဲ့အခါကျတော့အတန်ကိုသူမှတ်မိသွားပဲသူကငိုနေရနေသူကလှမ်းပြီးသူကြည့်လိုက်တော့ရာဘီဆိုပြီးတော့တခင်ဖျားပေါ့နော်တခင်ဖျားတဲ့အဲ့ဒါနဲ့တခင်ဖျားကပြောတယ်တွားတပည့်တော်ရှိတဲ့ညာကိုတွားအဲ့လိုမျိုးပြောလိုက်တဲ့အခါမှာနော်တခင်ဖျားရဲ့ထမ်းမြိုက်ပြောချင်တာကဘာလဲဆိုသူကတယောက်လုံးလူတယောက်လုံးဒီနားမှာရောက်နေတာတော့မှသူကဘာဖြစ်သွားလဲဆိုတော့ဟိုမကြည့်တော့ငိုပဲငိုဒီနားမှာလူတယောက်ရောက်လာတယ်ဆိုဒီမှာတွေ့လားအဲ့လိုမျိုးဖြစ်မှာပေါ့အတန်ကြားမှပဲသူတီးလိုက်တယ်အဲ့နဲ့တခင်ဖျားကထမြောက်ပြီးတော့ရက်40တိုင်အောင်ဒီကဘာမြေကြီးကတပည့်တော်တွေကိုကိုရအောင်ပြတော့တခင်ဖျားကိုယ်တိုင်သူတို့စားပြတယ်လှုပ်ပြဗာလဲစားပြတယ်စကားပြောတယ်နှုတ်ကပတ်တော်ဝင်ငါပြီးတယ်တခင်ဖျားအဲ့ဒါကိုသောမတ်ဆိုတဲ့တယောက်ကသူကတပည့်တော်တွေကတခင်ဖျားထမြောက်ပြီးသူပြောခဲ့တဲ့အတိုင်းပဲထမြောက်ပြီး3ရက်မြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်တယ်ငါတို့တွေ့တယ်ဘလူပုံစံရှိတယ်ငါတို့ ਨੇ အတူတူ9ကီနဲ့ပါမုတ်ကိုစားတယ်အဲ့လိုမျိုးပြောတဲ့အခါမှာतू ကဘာပြောလဲဆိုတော့ဒီနံဘေးကိုထိုးထားတဲ့လှန်ချက်ပေါ့ဒီကနေသူတို့ထိုးလိုက်ရတခါတည်းသူတို့ကန့်လန့်ပြနော်ထိုးလိုက်တဲ့လှန်ချက်ຢာကသွေးနဲ့ရေကိုကျကြတဲ့လှန်ချက်ຢာကို तू မဆန်းဒီနံဘေးကိုမဆန်းရရင် तू မယုံဘူးတဲ့လက်မှာတန်ချက်ຢာရိုက်ထားတာကိုမဆန်းရရင် तू မယုံဘူးတဲ့အဲ့လိုပြောပြီးတော့နောက်3ရက်4ရက်လောက်ကြာတော့သူတို့အားလုံးစုယုံနေတဲ့ညမှာတခင်ဖျားရောက်လာတဲ့ခါကျတော့တခင်ဖျားပြောတာကြားရနော်ပြောတာကြားတယ်သူကကဲသောမတ်နဲ့ဂိုင်ကြီးတဲ့ငါရဲ့ဒီမှာနံဘေးမှာလှန်နဲ့ထိုးထားတဲ့အရာလက်မှာတန်ကျဲရခြေထောက်မှာတန်ကျဲရပေါ့နော်အဲ့လိုပြောတဲ့အခါမှာသူစမ်းကြရတော့မလို့တော့အဲ့ဒီအရှိမပဲသူပြောခွေသွားပြီသူတခင်ကျွန်ုပ်ဖျားကျွန်ုပ်တခင်ဘာလားဆိုပြီးတော့ပြောသွားတယ်ပြောချင်တဲ့သဘောကမယုံမဲမနေနဲ့ယုံငါကတင်တို့နဲ့အတူအမြဲတမ်းရှိတယ်အံ့ဩပွဲတိုင်ပင်ပဲတကိုးကြီးတော့ဖျားတခင်အေမာနွေလာဒါကမွေးတော့ကပြောတဲ့စကားနော်တင်တို့နဲ့အမြဲအတူရှိမယ်ဆိုတော့အဲ့လိုမှားကြားခဲ့တယ်တယောက်ကမှမလွတ်လိုက်ဘူးနော်တယောက်ကမှနေယုံချင်ယုံမယုံချင်နေဆိုတော့အဲ့လိုမျိုးမလွတ်လိုက်ဘူးတဲ့ဖျားဖြစ်တယ်ဒါကြောင့်မလို့ကျမတို့ကဘာပဲဖြစ်မယုံရင်လဲပဲတခင်ဖျားသည်လောကတိုင်တော်ထက်မှာအသေးခံတယ်အသွေးသွန်းတယ်ကျန်းစာလာသည့်အတိုင်းနော်တကြိုပြီး3ရက်မြောက်နေ့မှာရှင်ပြန်ထမြောက်တယ်ဆိုတာကိုခွန်အားပေးချင်တာဖြစ်တယ်အရောက်စီတိုင်းဘုရားသခင်ထမကောင်းကြီးမင်္ဂလာထမြောက်ခြင်းရဲ့ဒိတ်သက်ချင်းကြွယ်ဝချမ်းသာခြင်းတယောက်တည်မြဲတည်ရှိပါစေ God bless you ပါ